နော်ဒီနေ့ကတော့ဒီထွန်းတော်တဲ့မြေရောက်ထွန်းတော်တဲ့ဝင်တဲ့ပေါက်ကြီးကိုပိတ်မှာပေါ့နော်ပိတ်ဖို့အတွက်ဒီလိုတော့ဒါဒီဟာတွေကိုရင်ဖြတ်ရမှာပေါ့နော်ဖြတ်ပြီးမှဒီပေါက်ကြီးပိတ်မှာဆိုတော့ဒီပေါက်ကြီးကိုကျွန်တော်တို့ဒီစန်ဆိုရင်းနဲ့ဒါဟိုရင်းနဲ့ဖြတ်နေတာပေါ့နော်စန်ဆိုရင်းနဲ့ပေးပြီးအပူပေးပြီးတော့ဒါတွေဖြတ်နေတဲ့လုံအောင်လောက်ရတာဖြစ်ပါတယ်ကျွန်တော်ဒီအောက်ကပေါက်ကြီးကဒီ300လောက်ရှိရပါတော့ပြုတ်ကြလိုက်ကြက်မှဆိုတော့ဒီချာကျိုးတွေပါနေအန်ကြောင်းလုံခြုံရေးကပတ်တွေပါနေချက်ပတ်ရတာပေါ့နော်ဒီကျွန်တော်ကကျတော့ဘယ်လိုလုပ်ဆိုတော့ဒီသူတို့တကယ်လို့ဒါရေစံစုံနဲ့ဖြတ်လိုက်လို့မီးလောင်သွားရင်ကျွန်တော်ကတော့ဒီရေဘောဒီဆိုဝါကီးတွေပါလဲမီးလောင်သွားသေးရအောင်နောက်မှကျွန်တော်အောက်မှာလဲပတ် PUB တဲ့ကြောဖို့လို့ပါရေးတော့ကြောဖို့လေးထဲမှာလဲဆိုတော့ဒီမီးလောင်လုံးမထားတယ်လွယ်ကူစင်သစ်ဖြစ်အောင်တော့ကျွန်တော်လှန့်ပေးအောင်ပေါ့နော်ဒီကနေစောင့်ကြည့်နေတာသူတို့တော့ဖြတ်တာကိုဒါလို့ကိမီးလောင်သွားရင်ဒါရေပေါ်လှန့်ပေးရမှာဆိုပြီးတော့ကျွန်တော်ဒီရမ်းထားတာပေါ့နော်ဒါမဲ့ဒီတန်လေးကြီးဆိုမီးလောင်မဲ့ပစ္စည်းတော့တိတ်မရှိဘူးတော့ဘေးဟာတွေထိသွားရင်တော့သူကလောင်နေကြီးရှိရဆိုပြီးတော့ရေပေါ်ထားတာပေါ့နော်ဒါသူတို့ကလည်းဒီမီးကလည်းအဲ့ဒီတွေဝတ်ထားပါနော်ဒါတော့ကျွန်တော်လွယ်ရတဲ့အိတ်ပဲအဲ့တော့မီတာဆေးဘူးအသေးစားပေါ့စပရေးမီတာဆေးဘူးစပရေးတက်ဒီလွယ်ကြီးကိုလွယ်ထားလေးနေတာပါဒီမှာဆိုတော့စပီကာပေါ့မီးလောင်နေပါညာအော်အောင်နောက်တစ်ခုကြံသေးတယ်ဗျာဒီဟာကတော့ကျွန်တော်တို့ဒီအောက်ဆီဂျင်ပြတ်မှာကြောတော့မီးလောင်တဲ့ခါမှာဝစ်စာလေးပေါ့နော်မူးတစ်ရှိပေါ်လာတယ်ဒါကြီးကိုလွဲထားနေပါတော့